အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဘာမီပြီးဆုံး channel ရဲ့ပြန်လည်ကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့မှာတော့ High Day ဆိုတဲ့ game ကို laptop ပေါ်မှာဘယ်လို free ဆော့လို့ရမလဲဆိုတာပြပြသွားမှာဖြစ်ပါတယ်ခေါ်ရ game ဆိုတော့ကောင်းတဲ့ချက်တွေရှိတယ်လို့မကောင်းတဲ့ချက်တွေလည်းရှိပါတယ်ဒီချက်တွေကိုဗီဒီယိုရဲ့နောက်ဆုံးမှာပြပြသွားမှာဖြစ်ပါတယ်ဒါဆိုဗီဒီယိုလေးကိုစလိုက်ရအောင်ကျွန်တော် Google ထဲဝင်လိုက်ပဲပေါ့နော် Google ရဲ့ server မှာ High Day download PC ဆိုပြီးချလိုက်မယ်โอเคနော် HYDANE High Dayမှာ download PC ဆိုတာရှိရဲအဲ့ဒါလေးနဲ့ဝင်လိုက်ဒီဘက်အောက်ကိုဆွဲပေါ့နော်အမှ high day free download ဆိုတာရှိရဲအောက်ကိုဆွဲဒီဘက်အပေါ်ကလေးနဲ့ဝင်လိုက်ပေါ့နော်အဲ့ download လိုက်နေအဲ့လိုပေါ်လာရင်မရဘူးပေါ့နော်အဲ့လိုထွက်ပြီးခဏခဏထွက်ရမယ်ထင်တာပဲတော့ခဏခဏလောက်ရတယ်ကိုခဏခဏအဲ့လိုဒီလိုလေးပေါ်လာရင်ပေါ့နော်ရပြီပေါ့နော်ပေါ်လာတဲ့ခါကျမှ download ဆိုတာရှိရဲနှိပ်လိုက်ရင် down ပြီပေါ့နော်သူစ down ပြီသူက 2.5 GB တော့ down ရပြီတဲ့အတွက်ကြာတော့ကြာမယ်ပေါ့နော် down လိုက်ပေါ့ IT file down ဝိုင်းပေါ့နော်ကျွန်တော်တို့ setting နဲ့ဝင်ပြီးတော့ပေါ့နော် setting တချို့ကိုပိတ်ပြရရပေါ့နော်ဘာလဲဆိုတော့ကျွန်တော်လည်းလိုက်ကြည့်လိုက်ပေါ့IT ကိုဆက်လို့ရဖို့အတွက်ကျွန်တော်လုပ်တဲ့အတိုင်းလိုက်လုပ်လိုက်ပေါ့နော်Close till I get up. Time is barely on our side. I don't wanna waste what's left. The storms we chase are leading us, and love is all we'll ever trust. Yeah, no, I don't wanna waste what's left. And on we'll go. ဗီဒီယိုဒီမှာပဲဆုံးဖြတ်လိုက်ပါတော့မယ်နောက်တဲ့ဂိမ်းအောင်တဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို like and subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပါအောင်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးရောက်ရှင်းနေတိုင်းကိုကျေးဇူးတင်ပါတယ်